ကလေးထိန်းလို့ရတာကလေးတင်မဟုတ်လူကြီးပါထိန်းနေရတော့ရော်ရောင်တယောက်အမျိုးမျိုးပညာပြတာခံနေရပါတယ်ပြီးခဲ့တဲ့အပိုင်းမှာတော့ကျိုးချော့ကိုနှုတ်ဆက်ကသူမအခန်းထဲပြန်ရောက်ပြီးအမဖြစ်သူရဲ့ CCTV ကိုကြည့်ကအမတကယ်တော့ငါသူ့ကိုလိန်လိုက်တာငါတေးရမှာကိုမကြောက်တာမဟုတ်ပါဘူးဒါပေမဲ့အမအတွက်ကြောင့်ငါဘယ်တော့မှငါရဲ့အသက်ကိုအလွယ်တကူစွန့်လွတ်မှာမဟုတ်ဘူးဘလောက်ပဲမျှော်လင့်ချက်မဲ့ပါစေစွန့်မလွတ်ဘူးအမငါ့ကိုစောင့်နေတော့ငါတေချာပေါက်စူးစမ်းပြီးကျိုးသခင်လေးကိုပြောင်းလဲပစ်မယ်အမရဲ့ယောဂါကိုကုပေးမယ်အဲ့ဒီအချိန်ကျရင်ငါတို့တွေကျေးလက်တော်ရွာကိုပြန်ပြီးဒီလိုမျိုးရိုးရှင်းပြီးပျော်စရာကောင်းတဲ့ဘဝလေးကိုဖျက်ဆီးကြမယ်နောက်တစ်နေ့မနက်ခင်းရောက်တော့သူမကသခင်ငယ်လေးကိုကြောင်းသွားမဲ့ကားပေါ်ကိုတင်ပေးနေတဲ့အချိန်ရော်ရောင်ဒီနေ့မင်းအရန်လှုပ်ရှုပ်နေတာလားငါ့ကိုဗီဒီယိုရိုက်မပေးနိုင်တော့ဘူးလားသူမကပြုံးပြီးပြန်ပြောလိုက်တာကဘယ်လိုလုပ်အဲ့လိုဖြစ်ရမှာလဲသခင်လေးသာကြောင်းမှာတေချာစာတင်ခဲ့တဲ့ရွေတော့ပြန်လာရင်ကျမတေချာပေါက်ရိုက်ပေးမှာပေါ့ဒီအချိန်တခြားအစီခံတူကသူမကိုအလန့်တကြားလာတားပြီးတိုးတိုးလေးပြောလိုက်ပါတယ်ရော်ရောင်မင်းအခုလုံးဝသွားလို့မဖြစ်ဘူးနော်သခင်လေးကအိတ်နေတဲ့အချိန်မနက်ခင်းမှာတခြားသူလာနှောက်ယှက်တာကိုအမုန်းဆုံးပဲပြီးခဲ့တဲ့အပတ်ကဥယျာဉ်မှုတယောက်ဟာတကိုင်းဖြတ်တဲ့အတန်နည်းနည်းကျဲသွားယုံလေးနဲ့သခင်လေးရဲ့ကံကြောက်တာကိုခံလိုက်ရတယ်ဓားပေါ်ကျပြီးလက်ဝါးတစ်ခုလုံးစုပ်ပြတ်တက်သွားတာတနာစရာကောင်းလာတဲ့ဒုတိယသခင်မကြီးမှာဘာဖြစ်လို့ဒီလိုမျိုးမိစ္ဆာလိုကောင်းမွေးလာရတာလဲမသိဘူးအဲ့ဒီတုန်းကတော်တော့မပြောနဲ့တော့ကျိုးမိသားစုထဲမှာဒီအကြောင်းတွေကိုပြောဖို့အတင်းကျပ်တားမြစ်ထားတာလေဘာပဲဖြစ်ဖြစ်မင်းငါတို့စကားကိုနားထောင်ပြီးအဲ့ဒီသခင်လေးနဲ့အတက်နိုင်ဆုံးဝေးဝေးမှာနေပါသူမကတော့အသတိပေးတာကျေးဇူးတင်ပါတယ်ရှင်ဒါပေမဲ့ဒါကကျမရဲ့အလုပ်ပဲလေပြီးတာနဲ့သူမကျိုးချော့ရဲ့အခန်းတကားကိုခောက်ပြီးဝင်လာကကျိုးသခင်လေးအိယာထားရမယ့်အချိန်ရောက်ပြီရှင်ကျိုးချော့ကကတင်ပေါ်ကနေထိုင်ပြီးမျက်မှောင်ကုတ်ကာပါလေမနေ့ကနှိမ့်ဆက်ခံရတာမဝသေးလို့ဒီနေ့ထက်လာရဲသေးတာလားသူမကလည်းတည်ငြိမ်စွာဖြင့်ရှင်ကျမကိုထိခိုက်အောင်လုပ်လို့ရပါတယ်ရှင်ဘာပဲဖြစ်ဖြစ်ကျိုးမိသားစုမှာအလုပ်ဝင်တော့ကသူတို့ကျမအတွက်2တန်းတန်နဲ့လူမှုအသက်အာမခံဝယ်ပေးထားတယ်ကျမရဲ့ဒီအသက်တစ်ချောင်းနဲ့2တန်းပြန်လဲရတာဟာတကယ်တော့တွက်ချေကြိုက်တဲ့ကိစ္စပဲလေကျိုးချော့ကကတင်ပေါ်မှစိုက်ကြည့်ကတေးရမှာကိုမကြောက်တဲ့အပြင်မိမိကိုတန်မိုးကိုတောင်တွက်ချက်ထားသေးတယ်လားမင်းကဘလို့မျိုးအယူလဲဟာရော်ရောင်ကအဝတ်ဗီဒီယိုအနားသွားကအဝတ်တွေထုတ်ပြီးပြောတာကကျိုးသခင်လေးပစ္စည်းတွေဟာအချိန်ကြာကြီးနေအောင်ကြည့်မရရင်မှုတ်တက်ပြီးပျက်စီးသွားတတ်တယ်လူလဲတူပါပဲနေအောင်ကြည့်များထိတွေးမှကျမ်းမာရေးအတွက်ကောင်းမွန်မှာဖြစ်ပါတယ်ကျိုးချော့ကတော့အနားကိုရောက်လာကသူမလှမ်းနေတဲ့အဝတ်စင်အားခြေထောက်နဲ့ကန်လိုက်ကတချို့ຢာတွေကငွေကလေးကမှောင်မိုက်တဲ့နေရာမှာပဲနေတင်တာအလင်းရောင်နဲ့ထိတွေ့တာနဲ့တေယုံပဲရှိတယ်ကျိုးသခင်လေးရှင်မားနေပြီးဘာပစ္စည်းမှငွေကလေးကမှောင်မိုက်တဲ့နေရာမှာပဲနေရမယ်လို့မရှိပါဘူးအေးဆက်လာတဲ့ငွေတွေတောင်မှစောင်းခိုပြီးရင်နေအောင်ကြည့်လာလုံကြသေးတာပဲအလင်းရောင်ကိုကြောက်နေရမှာကပစ္စည်းကိုယ်တိုင်မဟုတ်ပါဘူးအဲ့ဒီပစ္စည်းပေါ်မှာကတ်တွယ်နေတဲ့မှုတွေသာဖြစ်ရမှာပါမင်းသဘောရှိလှုပ်ဆန်းပြီးတော့သူမကစံပြုတ်ပကံကိုစပွဲပေါ်တင်ပြီးနှွေးထွေးစွာနဲ့ပြောလိုက်ပါတယ်ဒီဇလန်းကိုစက်မကြည့်ခင်ခဏလေးပါတချို့လူတွေဘာကြောင့်အခြေရေးမှာခဏနာကျင်ရတာလဲသိချင်ဘူးလားတချို့လူတွေဘာကြောင့်အလောက်ကိုင်းတဲ့စီးပွားရေးမှာအမြဲအခက်အခဲတွေကြုံနေရတာလဲဆိုတာကိုသိလားအမှန်တော့မိမိကိုယ်တိုင်သတိမထားမိတဲ့အချက်တွေကအချိန်ကြာလာတော့တင်တို့အတွက်အမှားတွေဖြစ်လာခဲ့ရတာပါဒါကြောင့်လူတစ်ယောက်ရဲ့မျက်နှာအသွင်ပြင်စကားပြောပုံနဲ့အပြုအမူတွေကိုလေ့လာပြီးအခြေရေးအိမ်အောင်ရေးလူမှုရေးနဲ့စီးပွားရေးဆိုင်ရာအကြံဉာဏ်များကိုဆွေးနွေးပေးနေပါတယ်အခု story recap ရဲ့ချစ်မိတ်ဆွေတို့အတွက်တရက်လျင်လူ3ယောက်ကို15မိနစ်စာအခမဲ့ဆွေးနွေးပေးနေပါပြီစိတ်ဝင်စားသူများပေကိုလာရောက်ဆက်သွယ်ပြီးဆရာရဲ့ Telegram အကောင့်ကိုတောင်းယူနိုင်ပါတယ်ခင်ဗျာကျမစံပြုတ်နည်းနည်းပြုတ်ထားတယ်ဂျင်းစင်းနဲ့နှစ်တိုက်တွေအထူးထည့်ထားလို့အစာအိမ်အတွက်အရန်ကောင်းပါတယ်မင်းကိုယ်တိုင်လုပ်တာလားအသွင်ပြင်ကောအနံကောမစိုးပါဘူးဒါပေမဲ့ဘလောက်ပဲကောင်းတဲ့အရာဖြစ်ပါစေအစိတ်ရှိမရှိစမ်းသက်တာကိုမခံနိုင်ရင်တော့အမိုက်ပဲကြည့်ရတာကျိုးသခင်လေးကကိုဖြက်စီးပြီးလူလေလူလွင့်လုပ်ပြတဲ့နီလန်းနဲ့ကျိုးမိသားစုရဲ့အာဏာကိုလူယူဖို့ပြင်ဆင်နေတာထင်တယ်ဒါပေမဲ့ရှင်ကစံပြုတ်တစ်ခွက်ကိုတောင်မျိုးမချရဲပဲနဲ့ဘာအရေးချင်းနဲ့ကျိုးမိသားစုဆိုတဲ့အယိုးမာကြီးကိုမျိုးချနိုင်မယ်လို့ထင်နေတာလဲအာဏာလူဖို့ဒီလိုပုံစံနဲ့ရှင်နဲ့တန်လို့လားဒီစကားကအရှိုက်ထိသွားတာကြောင့်ကျိုးချော့ကဒေါသတကြီးနဲ့သူမရဲ့လေဘင်းကိုဆွဲညစ်ပြီးမင်းကဒီအာမခံစာရွက်တရွက်သေးနဲ့ငါမင်းကိုတကယ်မတက်ရဲဘူးလို့ထင်နေတာလားငါမင်းကိုပြောလိုက်မယ်မင်းကိုဖျက်ဆီးပြစ်ရတာဟာဒီစံပြုတ်တစ်ခွက်ကိုဖျက်ဆီးပြစ်ရတာထက်ပိုပြီးလွယ်ကူသေးတယ်ရောင်ကမတက်မတာဖြစ်နေပေမဲ့အာတင်ပြီးပြန်ပြောလိုက်ပါတယ်ရှင်တေချာပေါက်လို့ရဲတာပေါ့ဒါပေမဲ့ကျမကိုဖျက်ဆီးလိုက်လို့ရှင့်ရဲ့ဒေါသကိုဖြေဖြောက်ယုံကလွဲရင်ရှင့်အတွက်ဘာအကျိုးမြတ်ရှိအောင်မလဲကျိုးမိသားစုထဲမှာရှင့်ရဲ့အမားကိုအမိဖမ်းဖို့စောင့်နေတဲ့သူတွေအများကြီးရှိနေမှာတေချာတယ်ရှင်ကကျမလိုအစီကံမင်းကလေးတယောက်ကြောင့်နဲ့ရှင့်ရဲ့အစီအစဉ်အားလုံးကိုအဖျက်ဆီးခံပါလားဒီတော့မှကျိုးချော့ကရော်ရောင်ကိုလွှတ်လိုက်ပြီးစံပြုတ်ကိုမစားဘဲပစ်ထားလိုက်တာကြောင့်သူမပြန်လဲထုတ်ခွာတော့မဲ့အချိန်ကျိုးချော့ရဲ့အပြုအမူတွေကိုစောင့်ကြည့်ရင်းစိတ်ထဲကနေတန်တရားဝင်တွေကစိတ်ထဲမှာသူကျိုးမိသားစုကပြင်ဆင်ပေးတဲ့အစားအစာတွေကိုလုံးဝမစားဘူးပလုတ်ချင်းနဲ့ရေကအစတစိမ့်မခွာရသေးတဲ့အစ်စ်တွေကိုပဲသုံးတယ်ပေါင်မုတ်တစ်လုံးကိုတောင်ငါးတွေကိုအရင်ကျွေးပြီးမှစားတာသူတကယ်တော့ဘာတွေကိုဒီလောက်တောင်တတိထားပြီးကာကွယ်နေရတာလဲဆိုပြီးတွေးတောနေခဲ့ပါတယ်ဒီလိုနဲ့တဖြည်းဖြည်းနဲ့ကျိုးချော့သခင်လေးဘာကြောင့်ဒီလိုတွေဖြစ်နေရတာလဲဆိုတာရုပ်လုံးပေါ်လာနေပါပြီရော်ရောင်တကယ်ပဲသူ့ကိုပြောင်းလဲနိုင်မလားဆိုတာနောက်ပိုင်းမှာစောင့်ကြည့်ပေးကြပါဦးနော်